ညာတတ်တဲ့ပုဂ္ဂိုလ်ဆိုတာတီလာရှိမှတန်ဖို့ရှိတာကြားလာတဲ့မိုက်တချို့တွေသားတွေပညာတော့တတ်တယ်ကိုချင်းတီလာမရှိဘူးအကျဉ်းနာမေတ္တာမရှိဘူးအလောင်းတော်လေးဟာပညာတွေအထွတ်ထိပ်တတ်တဲ့တကယ်ကျွမ်းကျင်တဲ့ပညာရှင်ကြီးဖြစ်လာတယ်ကိုချင်းတီလာလည်းရှိတယ်အကျဉ်းနာမေတ္တာလည်းကြီးမားတယ်မကောင်းဘူးလားကောင်းလားအဲ့ဒါလောကမှာတချမ်းပဲတွေကများသွားတယ်ဘွဲဒီဂရီတွေအများကြီးရကိုချင်းတီလာမရှိအကျဉ်းနာမေတ္တာကင်းမဲ့နေအဲ့ဒီပုဂ္ဂိုလ်တွေကလောကသာသနာကိုဖျက်ဆီးမဲ့ပုဂ္ဂိုလ်တွေဖြစ်လာတာဟုတ်ရဲ့လားဦးစင်းပြောတာဒါကြောင့်ပညာဆိုတဲ့လောကီဘွဲခုံတွေရပြီးတော့ကိုချင်းတီလာအကျဉ်းနာမေတ္တာတရားတွေခေါင်းပါပြီးဆိုရင်ဒီပညာတတ်တဲ့ပုဂ္ဂိုလ်တွေပဲလောကကြီးကိုဖျက်ဆီးပစ်တာဟုတ်ရဲ့လားတဲ့ဘာကြီးလဲဒါကြောင့်ပညာတတ်ခြင်းရဲ့နောက်မှာကိုချင်းတီလာပြအကျဉ်းနာမေတ္တာတွေခြံရံထားဖို့အရေးကြီးလားအရေးမကြီးဘူးလားရှိခဲ့သူတော်စင်တွေကတော့ပညာကြီးမားသလောက်ကိုချင်းတီလာတွေတိတ်ကြီးမားခဲ့တယ်အကျဉ်းနာမေတ္တာတရားတွေကြီးမားခဲ့တဲ့အတွက်သူတို့တွေကလောကကြီးကိုငြိမ်းချမ်းရေးစီမီးတိုင်းတွေကိုထွန်းညှိနိုင်ခဲ့တာပဲဟုတ်ရဲ့လားတဲ့ယနေ့ကဘာကြီးမှာစစ်မီးလျံတွေတောင်းနေတာပညာမဲ့တဲ့လူတွေကြောင့်မဟုတ်ဘူးကြားလာတဲ့မိုက်တွေပညာတတ်တဲ့ပုဂ္ဂိုလ်တွေကြောင့်ကဘာကြီးဟာမီးလောင်နေတာမများဘူးလားများလားကြည်လေဒီကယနေ့လက်နက်တွေထုတ်လုပ်နေတယ်ကဘာကြီးမှာပညာမဲ့တဲ့လူတွေထုတ်နိုင်ပါမလားဘာမှမတတ်တဲ့တောသားတွေထုတ်နိုင်ပါမလားအေးဘာမှမတတ်ဘာမှမလုပ်တတ်ဒါပေမဲ့ဒီလူတွေသေချေပျက်စီးဖို့လက်နက်ပစ္စည်းတွေထုတ်နေတာကပညာမတတ်တဲ့လူတွေကပညာတတ်တဲ့လူတွေလားလောကီပညာပေါ့ဗျာနော်ဒါပေမဲ့အဲ့ဒီပညာတတ်တဲ့နောက်ပြန်မှာဦးစင်ခုနပြောခဲ့ကိုချင်းတီလာမြေအကျဉ်းနာမေတ္တာမရှိဘူးဆိုရင်ကဘာကြီးကိုမီးရှို့ဖို့မဖြစ်သွားဘူးလားအေးကဘာငြိမ်းချမ်းရေးတွေပျက်စီးသွားယနေ့နျူကလ িয়ার လက်နက်တွေမပေါ်လာဘူးလားအေးဦးဇင်းတို့အိုင်စတိုင်းတို့သိပ္ပံပညာရှင်ဦးဇင်းတို့ငယ်ငယ်တုန်းကသင်ခဲ့ဘူးပါတယ်ရူပဗေဒမှာအိုင်စတိုင်းရဲ့ဖော်မြူလာတယ်ဒီပညာရှင်တွေသိပ္ပံပညာရှင်လောကကောင်းကျိုးအတွက်သူတို့ကတော့စူးစမ်းခဲ့တာပဲအက်ဒီရှင်တို့လိုသူတို့ရဲ့ပညာရက်တွေဟုတ်လားမီးလုံးကိုတီထွင်ခဲ့တာအက်ဒီရှင်မဟုတ်လားအဲလိုရှိအိုင်စတိုင်းလို့သိပ္ပံပညာရှင်ပဲကဘာကျော်ပုဂ္ဂိုလ်ထူးကြီးတယ်သူတို့တွေကတော့ကဘာကြီးကိုငြိမ်းချမ်းဖို့အတွက်ကောင်းကျိုးပြုဖို့အတွက်သိပ္ပံပညာတွေဒါပေမဲ့ပညာတတ်တဲ့နောက်ပိုင်းပုဂ္ဂိုလ်တွေကလောဘကိုအခြေခံလိုက်တယ်အတ္တမာနတွေအခြေခံပြီးတော့နောက်ဆုံးတကယ်ကဘာကိုဖျက်မဲ့လက်နက်တွေမပေါ်လာဘူးလားတိတ်ကြောက်ဖို့ကောင်းတယ်နျူကလ িয়ার ကြီးတွေပေါက်ထွက်ရင်တခါကြီးတို့ကဦးဇင်းတို့အကုန်ပြောင်းသွားမှာမပြောင်းဘူးလားပြောင်းသွားမှာဒါကြောင့်ဦးဇင်းတို့ဘဝဟာလောဘဒေါသမောဟဆိုတဲ့ကဘာကြီးမှာနော်နေရတဲ့အတွက်အချိန်မျိုးတည်ဝဲဝင်ရနိုင်တယ်ဆိုတာမမေ့ကြနဲ့ဒါကြောင့်ဦးဇင်းတို့တွေအမြဲတမ်းကိုငါမကြမီတရားတော့မှာပါလားဆိုတဲ့အတွေးဖြင့်ဦးဇင်းတို့တွေဟာကုသိုလ်ကောင်းမှုတွေမမေ့ရဘူးဘာတွေမမေ့ရဟာဦးဇင်းတို့ကကုသိုလ်ကောင်းမှုမမေ့ရဘူးဆိုတိုင်းဦးဇင်းတို့ကိုလှူရမလို့မဆိုလို့ပါဘူးဂျမဘာမှလှူစရာမလိုပါဘူးနော်တခါကြီးတို့တော်မကြီးတို့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာပတ်စံတစ်ချက်မှမကုန်ပါဘူးဂျမတီလာတွေဖြည့်ခြင်းအခုကိုးပါးတီလာဆောက်တယ်ပတ်စံကုန်တယ်တတဝအားလုံးငြိမ်းချမ်းကြပါစေကိုစိတ်နှပြချမ်းမြေ့ကြပါစေမေတ္တာရေချမ်းတွေပတ်ဖြန်းနေတယ်ပတ်စံဘယ်နှချက်ကုန်လဲအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားဗုဒ္ဓရဲ့ဂုဏ်တော်တွေနှလုံးသားမှာထုံမှန်းနေပတ်စံဘယ်နှချက်ကုန်လဲမကုန်ဘူးဟုတ်တယ်မလားဒီလိုကုသိုလ်တွေမမေ့စေချင်ဘူးသမထဝိပဿနာတရားတွေအားထုတ်နေပတ်စံကုန်လားအဲ့ဒါတွေလုံးစေချင်တာဦးဇင်းတို့ကကြားလာတကကြီးတို့မှအဲ့ဒါတွေအားထုတ်စေချင်တယ်ဘဝဆိုတာမသေးကြတော့ဘူးအချိန်မီမီးလောင်သွားနိုင်တဲ့ကဘာကြီးရဟုတ်ပြီနော်ကဲပြောချင်တာကပညာတတ်တဲ့ပုဂ္ဂိုလ်တွေမှာကိုချင်းတီလာပြအကျဉ်းနာမေတ္တာမရှိရင်ကဘာကြီးကိုမီးရှို့မဲ့လူတွေဖြစ်လာနိုင်လားမဖြစ်လာနိုင်ဘူးလားဒါကြောင့်မိမိတို့ရဲ့တားရတနာသမီးရတနာတွေတက္ကကြီးတို့တက္ကမကြီးတို့ဟာပညာတတ်အောင်သင်ကြားဖို့လိုအပ်တယ်လို့ကိုချင်းတီလာပြအကျဉ်းနာမေတ္တာတရားတွေအားကြီးအောင်ကလေးဘွားတွေကနဲ့ဘာလို့ပြေခဲ့ရအောင်တွန်းတင်ညွန်ကြားဆုံးမပေးခဲ့ရအဲ့ဒီလိုဖြစ်ဖို့အတွက်ကိုယ်တိုင်ကိုချင်းတီလာနဲ့အကျဉ်းနာမေတ္တာကြီးမားနေကိုမလိုပေဘူးလားဆရာသမားလုပ်တဲ့ပုဂ္ဂိုလ်ကကိုချင်းတီလာမရှိဘူးအကျဉ်းနာမေတ္တာမရှိကိုတပည့်တွေဟာတီလာရှိတဲ့တပည့်တွေဖြစ်လာပါမလားမဖြစ်လာနိုင်ဘူးပညာတော့တတ်လာမယ်အခုဦးဇင်းတို့စာတင်တိုက်ကြီးမှာအလင်္ကာရတွေဓမ္မစရိယတွေအများကြီးထွက်လာတယ်ဒါပေမဲ့ဘုရားဟောတဲ့ဓမ္မဝိနည်းတော်ကိုသင်မဲသင်ဆောင်းဝဲဖြစ်ဖို့ပဲတဲ့ဘွဲရဖို့ပဲတဲ့ဟုတ်တယ်မလားဘွဲရရင်လူတွေကထင်ကြီးလူတွေဆိုတာတကယ်စရဏအကျင့်ကိုမမြင်ဘူးအပေါ်ယံကာဘာလောက်ပဲမြင်တယ်အနှစ်အစတကိုမကြည့်နိုင်ဘူးလေဒါလည်းသူတို့အပြစ်မဟုတ်ဘူးဟုတ်လားအဲ့လိုဆိုတော့
ဘွဲဒီဂရီရအောင်မဲ့စာပေတွေသင်ခဲ့ဆောင်းဝဲဖြေဖို့ဘွဲလက်မှတ်ရဖို့ဟုတ်ပြီနော်လောကကသတ်မှတ်တဲ့လောကီဘွဲဒီဂရီတော့ရမှာပေါ့ကိုချင်းတီလာအားနေတယ်ဗုဒ္ဓရဲ့ဝိနည်းတော်ကိုလေးစားမှုမရှိဘူးကျင့်သုံးမှုမရှိဘူးဟုတ်ပြီနော်အကျဉ်းနာမေတ္တာကင်းမဲ့နေပြီဆိုရင်ဒီဘုန်းကြီးတွေကသာသနာဖြတ်မဲ့ပုဂ္ဂိုလ်တွေဖြစ်လာမှာဒါဖြတ်မဲ့ပုဂ္ဂိုလ်တွေဖြစ်လာအဲ့ဒါတက္ကကြီးမှသဘောပေါက်ဒီလိုပဲမိမိတို့တွေကကိုယ်တိုင်ကိုချင်းတီလာမရှိဘူးအကျဉ်းနာမေတ္တာကင်းမဲ့နေကိုသားသမီးကိုတကယ်ကိုချင်းတီလာကြီးမားတဲ့အကျဉ်းနာမေတ္တာကြီးမားတဲ့သားကောင်းအာဇနီတွေသမီးကောင်းအာဇနီတွေဖြစ်အောင်တုံတင်ဆုံးမလို့ရပါမလားဒါကြောင့်ကိုယ်တိုင်စံပြဖြစ်အောင်ကျင့်သုံးရပါတယ်ဟုတ်လားတက္ကကြီးမကြီး